ကို့အတွက်တတိမေ့ခြင်းအကြောင်းရင်းများတခုခုပေါ်အာယုံစိုက်ထားလွန်းတဲ့အခါအကျိုးအရာတွေကိုမေ့သွားတတ်ပါတယ်။ဥပမာအလုပ်ထဲကအရေးကြီးကိစ္စတွေပေါ်မှာအာယုံစိုက်လွန်းတဲ့အခါမှာအချို့အကြောင်းအရာတွေကိုမေ့သွားပါတယ်။ရုံးမှာ2 ပတ်လောက်ထီးမေ့ကြံခဲ့တာမျိုးဖနက်မေ့ကြံတာ2 လ 3 လကြာသွားတာမျိုးအခန်းတွင်းစီးဖနက်နဲ့အပြင်ကစီးလာတဲ့ဖနက်ကိုမှားစီးမိတာမျိုးသွားတိုက်စေကုန်တာကိုဝယ်မယ်ဆိုပြီး1 ပတ်လောက်ကြာသွားတာမျိုးအရင်ကတော့တခုခုကိုမေ့ပြစ်ချင်လို့ဆိုပြီးမေ့ဖို့ကြိုးစားရင်4-5 နှစ်ကြာကင်လာတဲ့ကိုဖုန်းနံပါတ်ကိုပါမေ့သွားသလိုမျိုးတခါတလေစိတ်ဖိစီးမှုတွေများလွန်းရင်လည်းမေ့တတ်ပါတယ်ထမင်းစားပြီးပြီလားမစားရသေးဘူးလားမသိပဲထပ်စားမိတာမျိုးစကားတစ်ခုကို2 ခါ 3 ခါထပ်ပြောမိတာမျိုးတခုခုကိုလုပ်ပြီးမလုပ်ပြီးမမှတ်မိလို့အကြိမ်ကြိမ်လုပ်မိတာမျိုးအဆိုးဆုံးကတော့ဆေးတောက်ဖို့မေ့သွားလို့ပြစ်လိုက်ရတဲ့ဆေးတွေပါပဲမေ့နည်းပေါင်းများစွာဒါတောင်ကြံ့နေသေးတယ်ပြောသူ